ငါနှစ်ကြာအတူရှိခဲ့တဲ့ခွေးလေးကိုစွန့်ပစ်ဖို့အတွက်အမျိုးသားဖြစ်သူဟာခွေးလေးရဲ့ကစားစရာကိုတမင်တကာဝေးဝေးကိုတွင်းပစ်လိုက်ပါတယ်ခွေးလေးကတော့သူ့တခင်ကသူ့ကိုစော့ကစားပေးနေတယ်လို့ပဲထင်မှတ်ခဲ့တာပါဒါပေမဲ့သူလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့သူ့တခင်ဟာလေရင်ပေါ်ကိုတိတ်တဆိတ်တက်သွားခဲ့ပြီဆိုတာကိုတွေးလိုက်ရပါတယ်ခွေးလေးကသူ့စော့ကစားနေပြီလို့လေရင်တက်မဲ့အချိန်ကိုနောက်ကျသွားစေတယ်လို့ပဲထင်ခဲ့တာပါလေရင်ကထွက်ခွာတော့မဲ့အချိန်မှာပဲခွေးလေးဟာချက်ချင်းထိတ်လန့်တုန်လှုပ်သွားပြီးလေရင်နောက်ကိုယူသွမတက်လိုက်လံမောင်းနေပါတော့တယ်အန်ရရှိတာကိုတောင်ဂယုမဆိုင်ပဲပြေးလန်းရဲ့အလဲပဟိုအထိအတင်းပြေးဝင်သွားခဲ့ပါတယ်အရေးကြီးတဲ့အဲ့ဒီအခိုက်အတန့်မှာလေရင်မူးက break ကိုအပိုင်နင်းလိုက်ရပါတယ်ခွေးလေးဟာလေရင်ကန်းတင်းပေါက်နာကိုပြေးသွားပြီးသူ့တခင်ကိုဆူဆူဝါဝါဟောင်ပါတော့တယ်လေရင်ပေါ်ကလူတိုင်းကခွေးလေးကိုဝိုင်းကြည့်နေကြပေမဲ့အဲ့ဒီအမျိုးသားကတော့သူရမ်းမမောတဲ့အလုတ်ကင်အတွက်ခွေးလေးရဲ့တောင်းပန်တိုးရှိုးမှုကိုရဲရဲဆက်ဆက်လစ်လျူရှုထားခဲ့ပါတယ်လေရင်ကပြန်လဲထွက်ခွာသွားတဲ့အခါခွေးလေးဘလောက်ပဲအားကုန်ယုံပြီးလိုက်ပါစေဘလို့မှမမိနိုင်တော့ပါဘူးလေရင်ကြီးအဝေးကိုပြက်ကွယ်သွားတဲ့အခါမှပဲသူဟာမတက်တာပဲရက်တက်လိုက်ရပါတော့တယ်လေရင်ကြီးကသူ့တခင်ကိုခိုးယူသွားတယ်လို့သူထင်နေခဲ့တာပါသူ့တခင်ကိုယ်တိုင်ကသူ့ကိုစွန့်ပစ်ခဲ့တာဆိုတာကိုတော့သူဘယ်တော့မှမတွေးမိခဲ့ပါဘူးမကြခင်မှာပဲလေစိတ်လုံခြုံရေးဝန်ထမ်းတွေတရင်ရလို့ရောက်လာကြပါတယ်ခွေးလေးဟာအန်ရကိုရိပ်မိပြီးခြံစည်းရိုးအပေါက်ကနေတိုးထွက်ပြေးခဲ့ပေမဲ့လေစိတ်ကနေဝေးဝေးထွက်မသွားခဲ့ပါဘူးကျင်နာတက်တဲ့တက်ကြီးရွယ်ဦးတူကသူ့ကိုယာယီခေါ်ယူစောင့်ရှောက်ထားခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးလေရင်တစီဆင်းတော့မယ်လို့မြင်ရတိုင်းခွေးလေးဟာပြေးလန်းပေးကိုချက်ချင်းပြေးသွားပြီးမျောလင်းချက်အပြည့်နဲ့ရင်းနှီးနေတဲ့ပုံရိပ်ကိုစောင့်မျှော်နေတတ်ပါတယ်လေရင်ပေါ်ကဆင်းလာတဲ့ခီးတဲ့တိုင်းကိုတေချာခလူးတစိုက်ကြည့်ရှုပေမဲ့အဲ့ဒီရင်းနှီးတဲ့မျက်နှာကိုတော့ဘယ်တော့မှပြန်မတွေ့ရတော့ပါဘူးအချိန်ချင်းစိတ်ပြက်ခဲ့ရပေမဲ့သူဘယ်တော့မှစောင့်တိုင်းခြင်းကိုလက်မလျှော့ခဲ့ပါဘူးကောင်လေးတယောက်ဟာခွေးလေးရဲ့တစ္ဆာရှိမှုကိုအလွန်စိတ်လှုပ်ရှားသွားပြီးသူ့ကိုမွေးစားခြင်းခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့မူလတခင်ဟောင်းကိုစောင့်ဆိုင်နေတဲ့ခေါင်းပါတဲ့စိတ်ဆန္ဒကိုတော့မပြောင်းလဲနိုင်ခဲ့ပါဘူးအဲ့ဒီအချိန်ကစပြီးကောင်လေးဟာနေ့တိုင်းလေစိတ်ကိုလာပြီးခွေးလေးနဲ့အတူအဖော်ပြုပေးရင်းမရေရတဲ့ပြန်လည်ဆုံစည်းမှုကိုအတူတူစောင့်ဆိုင်ပေးခဲ့ပါတယ်ဒီနေ့မှာတော့ဒီခွေးလေးရဲ့ဇလံဟာလေချောင်းလိုင်းပိုင်ရှင်ရဲ့အာယုံဆိုင်မှုကိုရရှိသွားပြီးသူကဒါကိုကြော်ညာတန်ဖိုးရှိတယ်လို့မြင်ခဲ့ပါတယ်သူကမီဒီယာမျိုးစုံကိုဖိတ်ခေါ်ပြီးခွေးလေးရဲ့တစ္ဆာရှိမှုဇလံကိုကြည်ကြည်ပြန့်ပြန့်သတင်းထုတ်ပြန်ခဲ့ပါတယ်မကြာခင်မှာပဲအဲ့ဒီတစ္ဆာရှိခွေးလေးဟာအင်တာနက်ပေါ်မှာနာမည်ကြီးသွားပြီးကမ္ဘာလက်ခီးသွားမြောက်များစွာဟာသူ့ကိုမြင်တွေ့ဖို့အတွက်ပဲတည်တံ့လေရင်စီးပြီးလာရောက်ကြပါတော့တယ်ခွေးလေးတခင်ကိုစောင့်ဆိုင်နေတဲ့ရက်တွေအတွင်းမှာကောင်လေးဟာသူ့ရဲ့အကောင်းဆုံးတငယ်ချင်းဖြစ်လာခဲ့ပါတယ်သူတို့အတူတူဆော့ကစားပြီးပျော်ရွှင်ခဲ့ကြတဲ့ဒီနေ့ရက်တွေဟာအတိအကျဆိုရင်နှစ်တောင်ကြာမြင့်ခဲ့ပါတယ်ဒါပေမဲ့သူစောင့်နေတဲ့တခင်ကတော့ဘယ်တော့မှပုံမလာခဲ့ပါဘူးတနေ့မှာတော့တခြားခွေးတစ်ကောင်ကိုသူ့တခင်ကတက်တာထဲထည့်ပြီးလေရင်ပေါ်ခေါ်သွားတာကိုမြင်လိုက်ရတဲ့အခါမှာသူဟာလွန်ခဲ့တဲ့အချိန်ကြာကြီးကလေးကတခင်ရဲ့စွန့်ပစ်ခြင်းကိုခံလိုက်ရပြီဆိုတာကိုနားလည်သွားပါတော့တယ်အဲ့ဒီနေ့ကစပြီးသူပြေးလန်းပေးကိုသွားပြီးမဆောင်တော့ပါဘူးအစာညှင်းဆန်ပြီးစိတ်တက်ကြကဘဝပေါ်မျောလင်းချက်အလုံးလုံးဝကုံဆုံးသွားခဲ့ပါတယ်အဲ့ဒီညမှာပဲသူဟာသူ့တခင်ရဲ့အတန်ကိုရုတ်တရက်ကြားလိုက်ရပြီးတခင်ကသူ့ကိုလမ်းခေါ်နေတာကိုအံ့ဩတုန်လှုပ်စွာမြင်လိုက်ရပါတယ်ဒါပေမဲ့သူစိတ်လှုပ်ရှားစွာနဲ့ပြေးသွားတဲ့အခါဒါဟာလွမ်းဆွမှုလွန်ခဲ့ခြင်းကြောင့်ဖြစ်ရတဲ့စိတ်အာရုံခြောက်ခြားမှုတသက်ဖြစ်နေတာကိုတွေးလိုက်ရပါတယ်မိုးကလည်းရုတ်တရက်တဲထန်စွာရွာသွန်းလာခဲ့ပေမဲ့ခွေးလေးကတော့မလုံမရှက်ပဲရှိနေခဲ့ပါတယ်ကောင်လေးကငိုယိုပြီးပြေးလာကသူ့ကိုနှစ်သိမ့်ဖို့ကြိုးစားပါတယ်မင်းရဲ့တခင်ဟောင်းကမင်းကိုစွန့်ပစ်ခဲ့ပေမဲ့နောက်ဆိုငါမင်းရဲ့တခင်ဖြစ်ပေးနိုင်ပါတယ်လို့ပြောပေမဲ့ခွေးလေးကတော့ဘာမှပြန်လဲတုံ့ပြန်ခြင်းမရှိပါဘူးကောင်လေးကသူ့ကြခင်အင်ဂျီကိုချုပ်ပြီးခွေးလေးကိုခြုံပေးခဲ့ကအဲ့ဒီမိုးအမောင်ညတစ်ခွင်လုံးခွေးလေးပေးမှာအဖော်ပြုပေးခဲ့ပါတယ်နောက်တစ်နေ့မှာတော့ကောင်လေးဟာခွေးလေးရဲ့ညင်သားစွာနှုတ်မှုကြောင့်လိုးလာခဲ့ပါတယ်ကောင်လေးရဲ့မရိမ့်မရိုင်ပဲအနားမှာရှိပေးခဲ့တဲ့အဖော်ပြုမှုကပဲခွေးလေးရဲ့ဘဝအပေါ်ထားတဲ့ချစ်ချင်းမြတ်တာကိုပြန်လဲရှင်တန်စေခဲ့တာပါသူဟာအတိတ်ကိုလက်လွတ်လိုက်ပြီးကောင်လေးကိုသူ့ရဲ့တခင်အဖြစ်တရားဝင်လက်ခံလိုက်ပါတော့တယ်ဒါပေမဲ့